တွေကလည်းလေကျွန်တော်ပြောရင်လေကျွန်တော်ကပီကကနိုင်နေဟိုပီကကပြောတယ်လို့ပြောဦးမယ်ပါမိဘစကားနားထောင်တဲ့တာသမီးကဘယ်တော့မှမစင်းရဘူးတဲ့မြတ်စွာဘုရားကလေမိဘစကားနားမထောင်မှလည်းတောထွက်သွားလို့ဖျားဖြစ်သွားနော်မိဘစကားနားမထောင်ဘူးလို့ပြောရမဟုတ်အမြဲတမ်းမှန်မနေဘူးလို့ပြောချင်တာအချင်းနဲ့စစ်မှမတရားမရှိဘူးတဲ့ခုခေတ်မှာလေမတရားတာထက်လူစီဘလူးစီဆိုတာရှိတယ်သွားပါများခရီးရောက်အသွားမတော်ရင်တလန်းတရွာမပြောင်းသူ့ကောင်းမဖြစ်တဲ့တေးခြင်းနဲ့ကြတော့ပြောင်းအဲ့ဒါတကယ်တော့ငါတို့ဘုရားမလေးသူ့အိမ်မှာသူနေနေတာအကောင်စစ်ပေးသွားချောင်ပြီးတော့သွားတဲ့နေရာမှာအဲ့နေသွားမှာအဲ့နေလက်နဲ့ကြီးကြပြီးလစ်သွားတာတော့အသွားမတော်တော့လေတလန်းအဲ့ဒါအမှန်ပဲကြောက်ရင်လက်လွဲရဲမင်းဖြစ်တဲ့ကြောက်တဲ့ရန်ကင်းဆိုတာလည်းရှိသေးတယ်လေကြောက်တော့အနည်းကင်းတာပေါ့တောင်းဆိုလုံးဆိုရတဲ့ပေရိုးထုံးစံရှိရတယ်တားဆိုသမီးဆိုရတယ်ပြေရိုးထုံးစံမရှိဘူးတဲ့ကဘာမီးလောင်တားအောင်ချနေဆိုတာဟောလှန်ထမ်းလာရင်လာမြင်ရတယ်ကန်ထမ်းလာရင်မမြင်ရဘူးကန်ယုံပြီးစုပုံမနေနဲ့ဆိုတာဟောပြီးချိန်မကောင်းချိန်မလက်မမကောင်းလက်မတဲ့အခုံးမတကောင်ကြောင့်တလီလုံးပုတ်ပြက်စင်ပြင်ခဏခွေးမိကောက်ကြီးတော့ဆိုတိတ်နေထောင်တန်ဆိုလားပဲဒီခါကြပါတိတ်နေခြင်းဒီဝန်ခံခြင်းနဲ့ငွေပါငွေများငွေမျောငွေနဲ့လိုက်တော့ထောင်မြင်ရာဆုံးလို့ပြောလူမိုင်းနဲ့ငွေအတူမနေစောချီမုန်းခနဲ့ရကဲရခုနဲ့ရဂယူးဆိုင်ကြမလို့ဘူးတဲ့ပြောမယ်ပတ်တဲ့လင်းချင်းဆောင်တယ်လူတဲ့ကလူချင်းဆောင်တယ်လို့လောင်းမတိခန့်ချင်းကြီးအောင်မြင်ချင်းငါတမိတိခန့်ငါမသိအောင်လဲအမောက်ထောင်ပြငါတို့တိခန့်ရမှာလားအမောက်ထောင်ပြမှာလားမသိဘူးပါကျမတုံလို့မိုးမလင်းဘူးတို့မင်းမဖြန့်ပြီးပြတ်တယ်ဆိုမမတော့ရှင်းနေမသိတော့စီဓမ္မဆိုတာမရှိဘူးရှင်းနေငါမှထောင်လုံးလုံးကြတို့ပါမပြောမပြီးမတီးမမြည်တို့ပါမှန်လားပါမှန်လားပြောရွာပြေထွက်ရတယ်ဆိုတာလည်းရှိသေးတယ်မုတ်ဆိုးနာနီမုတ်ဆိုးတန်ငါနာနီတန်ငါမွေးတဲ့တွေတေမပြောက်ဆိုတာဟောပြောနေတေခဲ့တဲ့ငိုချင်းဥရွှင်းတဲ့ရှေးထုံးလည်းမပယ်နဲ့ဈေးတုံးလည်းမကျွင်နဲ့ဆိုဥပဒေကြောင့်ဥပရောက်ဆိုတာလည်းရှိပြန်ရောချင်းစိမ့်နဲ့မိတ်တလေသူကျင်မကိုကျင်ဟိတ်ဆိုမြတ်တာဆိုတာရောင်ပြန်ဟတ်တယ်ဆိုတဲ့စကားရောအဲ့ဆိုငါတို့ကျင်ရမှာလားမြတ်တာပေးရမှာလားသူဆက်ဆံလို့ကိုဆက်ဆံရမှာလားဆရာမပြနီးမကြတဲ့ဆရာများတားတေးတယ်အဲ့တော့ဘာဆက်လို့ရမှာလားမသိဘူးပါတမင်ဆယ်လဲကြားတလန့်နဲ့ကောင်းတေးတယ်မဲ့စိတ်ပြင်းတယ်ဆိုတာရောခင်ရဆွေမျိုးမေရဟင်းကောင်းဆိုလူယုံတက်လို့တည်ဆိုတဲ့စကားရောရိုးချင်းမြင်းမြင့်ကျန်အဲ့လိုလုပ်ပြန်တော့လေလူနေခြုံချစိတ်နေပုံများဆိုလာအောင်မှာစူးစမ်းရပါမဆိုဖြစ်မဲ့လေပြောအနူလန်းနဲ့ရှူဂါနိုင်တွေကပြောခိုင်းအောင်ပဲဘာမှမလုပ်ဘူး